Hello Disney Tarot ကပါဒီနေ့မှာတော့ Manly Love Tarot reading လေးတင်ပေးပါမယ် reading လေးတွေလည်းကြားထဲမှာနည်းနည်းကျဲသွားတယ်ပေါ့နော်အဲ့လိုလဲဆိုတော့ကျမလည်းဒီကြားထဲမှာအလုပ်နည်းနည်းရှုပ်သွားပါတယ်ဇူလိုင်လမှာတစ်ဖက်လူနဲ့ဘာဆက်ဖြစ်မှာလဲဆိုတဲ့ reading လေးကို Pine 1 Pine 2 Pine 3ဆိုပြီးတော့ကျမလုပ်ပေးပါမယ်ဗီဒီယိုလေးကိုခဏ press လုပ်ပြီးတော့ကိုစိတ်ထဲမှာပေါ့နော်ကိုဆွဲဆောင်နိုင်ဆုံးဖြစ်တဲ့ Pine တစ်ခုကိုရွေးလိုက်ပါဒါဆိုရင်တော့ Pine 1ကိုအရင်စကြည့်ကြမယ်။အဲ့လိုနဲ့ဘာဆက်ဖြစ်မှာလဲ Pine 1အဲ့ဆုံးနေနဲ့ Pine 1နေမှာ Ace of Pentacles ကြားတယ်အဲ့တော့ Pine 1နေနဲ့ခိုင်မာတဲ့ဂရီကဝတ်တွေရှာလာလိမ့်မယ်။ဒီဆက်ဆံရေးမှာပို့ပြီးတော့ Pine 1နေအနေနဲ့တည်ငြိမ်လာလိမ့်မယ်။ဒီ relationship ကအတိတ်မှာပြောရရင်အဖို့ချက်တွေရှိနေမယ်ဆိုရင်တော့တယောက်နဲ့တယောက်အဆင်မပြေမှုတွေရှိနေမယ်ဆိုရင်တော့အဆင်ပြေသွားလိမ့်မယ်ဒီလမှာတော့အဲ့တော့ Pine 1နေပြောလို့ရပါပြီဒီလမှာနောက်တစ်ခုလည်းဒီမှာ Ace of Wands ပဲကြားရပေါ့နော် Ace of Wands ဆိုတော့အတိတ်ကပြန်စမယ်နှစ်ယောက်ကြားက relationship ကအတိတ်ကနေဟိုးအရင်ချစ်စားကြိုက်စားတော့ငါလိုမျိုးပြန်ဖြစ်မယ်နှစ်ယောက်ကြားမှာတကယ်လို့ရင်ခုန်မှုတွေပျောက်ဆုံးနေမယ်ဆိုရင်တော့ဒီလမှာတယောက်နဲ့တယောက်ကပြန်လဲပြီးတော့အဆင်ပြေသွားမယ်ပြီးနှွေးထွေးလာမယ်ဒီဆက်ဆံရေးကအဆင်ပြေသွားမှာပဲတကယ်လို့ no contact သမားရေးဆိုရင်လေဒီလထဲမှာတစ်ဖက်လူကကိုယ့်စီကိုပြန်လာပါလိမ့်မယ်ဒီမှာတွေ့လား Seven of Pentacles ကြားတယ်အဲ့တော့ကိုယ်စိတ်ရှည်ပြီးစောင့်ဆိုင်ခဲ့ရတဲ့အရာတွေကအခုချိန်မှာတော့အကောင့်ထဲပေါ်လာပြီပေါ့နော်ပြောရရင်ကိုယ်စိုက်ပျိုးခဲ့တဲ့အတိုင်းကိုယ့်စီကိုဒီရလဒ်တွေကပြန်လာလိမ့်မယ်အဲ့တော့စဉ်းစားရမှာကရေရှည်မှာဒီလူနဲ့ဘယ်လိုမျိုးဆက်သွားကြမလဲပေါ့နော်ငါတို့နှစ်ယောက်ဘယ်လိုမျိုး plan တွေချရင်အကောင်းဆုံးဖြစ်မလဲအဲ့ဒါကိုတစ်ဖက်လူနဲ့တတိချာချာတိုင်ပင်ဖြစ်မယ်ပေါ့နော်နှစ်ယောက်သားကအဲ့လို new beginning ဆိုပြီးတော့စာမျက်နှာအသစ်ကိုအတူတူသွားကြမယ်ပေါ့နော်ဒီလကအဲ့တော့ဒီလက overall ပြောရရင် Pine 1တွေအတွက်အရန်ကိုမှကောင်းတယ်နှစ်ယောက်သားကcrash တွေဆိုလို့ရှိရင်လည်းတစ်ဖက်လူကကိုယ်တေချာတဲ့ commitment တွေပေးလာပါလိမ့်မယ် Pine 1တွေကိုတစ်ခုသတိပေးချင်တာကစိတ်ရှိရှိနဲ့စောက်ပါပေါ့နော်ဟိုလိုမျိုးအတင်းကျပ်ကြီးတစ်ဖက်လူကိုဖိအားပေးတာမျိုးတွေမလုပ်နဲ့အဲ့ဒါဆိုရင်တော့ပို့ပြီးတော့အဆင်ပြေသွားလိမ့်မယ်ဒါကတော့ Pine 1တွေအတွက်ပါဒါဆိုရင်တော့ Pine 2တွေကိုဆက်ကြည့်လိုက်ရအောင်တစ်ဖက်လူနဲ့ဘာဆက်ဖြစ်မှာလဲ Three of Swords Three of Swords တဲ့ Pine 2တွေဘာဖြစ်ကြလဲအတိတ်မှာအရန်ကိုစိတ်တရားတွေရတယ်ပေါ့နော်နာကျင်ခဲ့ရတယ်ကိုသူ့တစ်ဖက်လူပေါ်မျှော်လင့်ချက်တွေရှိခဲ့ရင်လည်းအဲ့ဒီမျှော်လင့်ချက်တွေကလည်းပျက်စီးခဲ့တယ်ပေါ့နော်ဒီလက်တလုံးမှာပဲကိုရီနှစ်ယောက်ကအဆင်မပြေမှုတွေရှိခဲ့ကြတယ်ဒီစစံရေးကို Pine 2တွေပဲဖြစ်စေတစ်ဖက်လူကလည်းဖြစ်စေ long term သွားဖို့အထီကိုရည်ရွယ်ခဲ့တယ်ပေါ့နော်ဒီမှာတွေ့လားမိသားစုပုံလေးနဲ့ကိုရီနှစ်ယောက်ကရေရှည်သွားပြီးမိသားစုအထီကိုစီစဉ်ခဲ့ကြရပေါ့နော် plan တွေချခဲ့ကြတယ်ရေရှည်အနာဂတ်ထိဒီလူနဲ့ပဲဆက်သွားမယ်ဆိုပြီးတော့အဲ့လိုစိတ်တွေနှစ်ယောက်လုံးမှာရှိခဲ့တယ်ပေါ့နော် Pine 2တွေတခုတိဖို့လိုတယ်ဗာတိဖို့လိုလဲဆိုရင်ခုကိုဆုံးဖြတ်ချက်ချဖို့လိုတယ်ပြတ်သားတင်လားပြတ်သားတင်တော့ပြတ်သားလိုက်တစ်ဖက်လူကလေကောင်းလို့ရှိရင်လေကိုယ့်ဘောအရန်ကောင်းတယ်နောက်ပြီးတော့သူကိုယ်တိုင်ကအဲ့လိုစိတ်မြန်လက်မြန်ရှိရပေါ့နော်ပြောရရင်သူကလေလုံးမယ်ဆိုရင်လည်းလုံးမယ်အဲ့လိုတုံးတိုက်ကြားကြိုက်ဂရုမစိုက်ဘူးဒီစစံကြီးကအတိတ်မှာအဲ့လိုစကားတွေခဏများတယ်တယောက်နဲ့တယောက်အထင်တွေခဏလွဲခဲ့ကြရတယ်ပေါ့နော်နှစ်ယောက်လုံးကချစ်လားမချစ်ဘူးလားဆိုရင်တော့မချစ်ဘူးတော့မဟုတ်ဘူးနှစ်ယောက်လုံးကတော့တယောက်ကိုတယောက်ချစ်ကြတယ်တန်ရုံးစင်လည်းရှိတယ်အဲ့တော့ Pine 2တွေကိုပြောချင်တာကလေတစ်ခုခုကိုဆုံးဖြတ်ချက်ချပါတစ်ခုခုကိုပြပြတသားလုပ်အဲ့တော့ဒီမှာ King of Swords ကြရဖြစ်တဲ့အတွက်နှစ်ယောက်လုံးကပြပြတသားလုပ်ဖို့လိုအပ်တယ်ပေါ့နော်လက်တွေ့ကြဖို့လိုတယ်
ခံစားချက်နောက်ကိုမလိုက်နဲ့ဖြစ်တဲ့ကိစ္စကိုပဲလုပ်ဒီ Pine Tree တွေပြောချင်တာလေဒီနာကျင်မှုကိုကြော်ဖြတ်ပြီးတာနဲ့ပိုကောင်းတဲ့အရာတွေလက်တွေ့ကြတဲ့အရာတွေကိုယ့်ဘဝတွေကိုဝင်လာလိမ့်မယ်နှစ်ယောက်ကြားမှာလေသဘောထားကွဲလွဲမှုတွေရှိတယ်အဲ့လိုမျိုးတွေနှစ်ယောက်ကပြောရရင် conflict တွေခဏခဏဖြစ်ကြရတယ်ထင်တယ်ဒီအဲ့လိုမကောင်းတဲ့အရာတွေပြီးသွားတာနဲ့နှစ်ယောက်လုံးကအဲ့လို long term ကိုသွားနိုင်လိမ့်မယ်ဒီဆက်ဆံရေးကလွယ်ကူပြတ်တောက်သွားမယ့်ဆက်ဆံရေးတော့မဟုတ်ဘူးအဲ့တော့ Pine Tree ကိုပြောချင်တာလေပွပွလင်းလင်းပဲပြောပွပွလင်းလင်းပဲသွားအဲ့ဒါဆိုရင် Pine Tree တွေအတွက်ကအဆင်ပြေသွားလိမ့်မယ်ဒါကတော့ Pine Tree တွေအတွက်ပါ Pine Tree ကိုဆက်ကြည့်လိုက်အောင် Pine Tree တွေတစ်ဖက်လူနဲ့ဘာဆက်ဖြစ်မှာလဲ Pine Tree တွေဇူလိုင်လမှာတစ်ဖက်လူနဲ့ဘာဆက်ဖြစ်မလဲဆိုရင်လေကိစ္စတွေကမြင်မြန်ဆန်ဆန်နဲ့ပဲကိုယ်နှစ်ယောက်ကြားကိုဖြစ်ပျက်သွားလိမ့်မယ်ကိုလုံးဝမထင်မှတ်ထားတဲ့အချိန်မှာဥပမာပြောရမယ်ဆိုရင်ဒီလူကကိုယ့်စီပြန်လာမလားဆိုရင်ကိုလုံးဝမထင်မှတ်ထားတဲ့အချိန်မှာဒီလူကကိုယ့်စီကိုရောက်တဲ့ရုတ်တရက်ကြီးကိုယ့်ဘဝတွေကိုပြန်လေရောက်လာလိမ့်မယ်ဖြစ်ပျက်တွေကမြန်ဆန်လို့ဒီမှာတွေ့လားဒီမှာကောင်လေးကမြင်းနဲ့မြန်မြန်ဆန်ဆန်ပဲသွားနေတယ်လားသူဒီမှာလဲခုံဒီမြင်းကခုံပေါက်ပြီးတော့သွားနေတယ်နေ့တိနေတော့မဟုတ်ဘူးအဲ့တော့ Pine Tree တွေစီကိုကိစ္စတွေကမြန်မြန်ဆန်ဆန်ပဲဖြစ်လာလိမ့်မယ်တစ်ဖက်လူပဲဖြစ်ဖြစ်ကိုပဲဖြစ်ဖြစ်ဆက်သွယ်လာလိမ့်မယ်ပေါ့နော်တကယ်လို့ကိုရီနှစ်ယောက်ကဆက်သွယ်ပြတ်နေမယ်ဆိုရင်တော့ဒီလူကကိုယ့်စီကိုရုတ်တရက်ကြီးဟိုစာပို့တာမျိုးတွေ message ပို့တာမျိုးတွေ phone call တွေလက်ခံရရှိလိမ့်မယ်ပေါ့နော် crash ပဲဖြစ်ဖြစ်ကိုကတေချာတဲ့ commitment တစ်ခုကိုစောင့်နေရင်လေဒီလူကကိုပွားရကိုမြန်မြန်ဆန်ဆန်ပဲကိုအဖြေပါတောင်းလိမ့်မယ်ပေါ့နော်နောက်တစ်ခါကတော့ case of ကြတယ် Pine Tree ရဲ့အနေနဲ့တစ်ဖက်လူနဲ့အဆက်အသွယ်ပြတ်နေမယ်ဆိုရင်တော့ new communication တစ်ခုကကိုယ့်စီကိုရောက်လာလိမ့်မယ်ရုတ်တရက်ကြီးပေါ့နော်ဘဝတွေကိုဒီလူကပြန်ဝင်လာလိမ့်မယ်တစ်ဖက်လူကလေကိုပါလုံနေတဲ့ကိုပါဘယ်တွေသွားနေလဲဆိုတာကိုလေကိုကိုအမြဲစိတ်ဝင်စားရှိတယ်သူအမြဲတမ်းကိုစောင့်ကြည့်နေတယ် Pine Tree ရဲ့တစ်ဖက်လူကတစ်ခါလေကြာရင်တော့သူကမရင်ကျက်ဘူးသူလှုပ်ချင်တာပဲသူရှောက်လုပ်တယ်အဲ့လိုမျိုးလေးတော့ရှိတတ်တယ်ပေါ့နော်သူစာပန်းစာရိုက်ထားတဲ့ဗီဒီယိုက Pine Tree တွေမှာပြတ်သွားတယ်နောက်ဆုံးဒီမှာ Sister Wens ပေါ့နော်အဲ့တော့ Pine Tree တွေကိုပြောချင်တာလေဒီလူနဲ့ကိုကဘယ်လိုပဲအဆက်အသွယ်တွေပြတ်နေပါစေနောက်ဆုံးမှဒီလူကကိုယ့်စီကိုပြန်လာလိမ့်မယ်ပေါ့နော်ဒီအချိန်တွေကတကယ်လို့ကိုက crash ဆိုရင်လေ crash ကကိုယ့်စီကိုမြန်ဆန်ဆန်ပဲအဖြေတောင်းတာမျိုးတွေလုပ်လိမ့်မယ်တကယ်လို့အဆက်အသွယ်ပြတ်နေတဲ့ no contact သမားတွေဆိုရင်လေတစ်ဖက်လူကကိုယ့်စီကိုပြန်လာလိမ့်မယ်အဆင်မပြေတဲ့ relationship တွေဆိုရင်လည်းဒီဇူလိုင်လမှာပြန်ပြီးအဆင်ပြေလည်သွားလိမ့်မယ်ပေါ့နော် overall ပြောရရင်တော့ Pine Tree လည်းဇူလိုင်လမှာကောင်းပါတယ်အကုန်လုံးအဆင်ပြေပဲပြီးသွားလိမ့်မယ်အဆင်ပြေသွားလိမ့်မယ်ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့ Pine Tree ရေဘာမှစိုးရိမ်စရာမလိုဘူး Pine Tree ကိုပြောချင်တာကစိတ်ထဲမှာလေတန်တရားတွေအရန်ဖြစ်တာမျိုးတွေမလုပ်ပါနဲ့တစ်ဖက်လူကိုအရန်စိုးရိမ်တာတွေလျှော့ပါတစ်ဖက်လူကိုယုံကြည်ပေးလိုက်ပါပေါ့နော်ဒါဆိုရင်တော့ Pine Tree တွေဖြစ်ချင်တဲ့အရာတွေအားလုံးဖြစ်လာပါလိမ့်မယ်ဒါဆိုရင်တော့ Pine Tree တွေကတလောက်ပါပဲဒီ reading လေးကိုကျင်းနေလိုက်မှလို့မျှော်လင့်ပါတယ်ကျမဒီလကစပြီး personal reading တွေပြန်လက်ခံပါမယ်အားလုံးပဲမင်္ဂလာရှိတဲ့နေ့လေးပြကြပါစေ